အဲ့တော့ကျွန်တော်မနေ့တော့အတိုင်းပဲဒီဟာကို pivot table စောင့်မယ်ပြီးတော့မနေ့ကလောက်တလို့မျိုးတစ်ချက်တို့ slicer လေးတွေထည့်မယ်ပေါ့နော်ပြီးတဲ့အခါမှာကျွန်တော်တို့က slicer အပြင်ကိုကျွန်တော်ဒီနေ့က pivot chart ပါဆွဲမယ်ပေါ့နော်အဲ့တော့သူ့ကို pivot table စောင့်မှာဖြစ်တဲ့အတွက်မနေ့ကအတိုင်းပဲစာရှိအောင်ထောက်မယ် insert တွေက pivot table ပေါ့ပြီးတော့ကျွန်တော် existing worksheet ထဲမှာပဲကိုကြိုက်နေတဲ့ရ location တစ်ခုမှာတစ်ချက်ထောက်ပြီးတော့ okay လိုက်မယ်ပြီးတော့ကျွန်တော်ဒီထဲမှာtable column name တွေကဒီမှာ fees တွေဖြစ်သွားရင်နော်အဲ့ဒီ fees တွေမှာ row ကို month ထဲမှာသွားထည့်ထားလိုက်မယ် rows ထဲမှာ month ကိုသွားထည့်ထားလိုက်မယ်ပြီးလို့ရှိရင်ကျ columns ပေါ့နော် columns ထဲမှာကျ city ကိုထားလိုက်မယ်နော်ဒါကဘယ် fee ကိုပဲဘယ် area မှာထားကိုစိတ်ကြိုက်လုပ်လို့ရတယ်ပြီးတော့ကျတော့မနေ့ကအတိုင်းလေးပေါ့ quantity ကို values ထဲမှာထည့်လိုက်မယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်အခုလိုမျိုးလေးဖြစ်သွားပြီပေါ့နော် data လေးဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီ pivot table ကို analyze လုပ်မယ်ပေါ့နော်မနေ့ကချက် analyze ထဲမှာဆိုလို့ရှိရင် filter အုပ်စုကိုတွားခဲ့တယ်အဲ့ filter အုပ်စုမှာကျတစ်ခုပဲတွားခဲ့တာပေါ့နော် filter တွေကမှမနေ့က insert slicer ကိုပဲသုံးခဲ့ရပေါ့ဒီနေ့က insert timeline နဲ့ filter connection မှာသုံးမယ်နော်အဲ့တော့မသုံးခင်မှာမနေ့ကအတိုင်းပဲတစ်ချက်တို့ slicer လေးတွေတွားပြီးတော့ထည့်လိုက်မယ်အဲ့ကြောင့်ချက် insert slicer တွေကိုတွားမယ်ပြီးအဲ့နေရာမှာတစ်ချက် slicer အနေနဲ့ customer အမျိုးအစားရဲ့ပြီးတော့ရင် payment ရဲ့ payment ပေါ့နော်တစ်ခါချက်ထည့်လိုက်မယ် payment ရဲ့ item ရဲ့ပေါ့နော်ဒီချက်ဒီ၃ခုကို okay လိုက်မယ်ဒါဆိုလို့ရှိရင်ချက်မှာဒီမှာ slicer လေးတွေရောက်လာပြီပေါ့နော်အဲ့ slicer လေးတွေရောက်လာပြီဆိုတော့ကျွန်တော်မနေ့ကသူ့ကိုလုပ်တဲ့အတိုင်းလေးပဲသူ့တစ်ချက်တို့ design လေးတွေတွားပြီးတော့ထည့်ရလိုက်မယ်နော်တစ်ခုကိုချက်တစ်ယောက်ထားလိုက်မယ်အဲ့တော့ဒီဟာလေးကိုလည်းကျဒီဟာလေးပေါ့နော်အပြောင်လေးထားလိုက်မယ်သူအစိမ်းအောင်လေးဆိုပါစို့ကျတစ်ခုတရောင်ထားပြီးသွားရင်ဒီ slicer ရဲ့ size ကိုပြင်မယ်ဆိုရင်တကယ်လို့ပုံတွေရဲ့ size ကိုပြင်တယ်လို့ပဲဒီအောက်ခြေကနေပြီးတော့ width height လိုမျိုးကျင်းကျယ်ပေါ့နော်ဒီလိုမျိုးလုပ်လို့ရတယ်ကျတော့ slicer ၃ခုလုံး size တူထားမယ်ဆိုရင်၃ခုလုံးတကယ်လို့ control လေးတွေဖိပြီးတော့မှတ်မယ်ပြီးတဲ့အခါကျရင်ဒီအောက်ခြေနားလေးကနေဖိပြီးတော့လိုလိုမျိုးဆွဲလိုက်လို့ရတယ်ပေါ့အဲဆိုရင်သုံးခုစလုံးက side ပြင်သွားမယ်ပေါ့နော်ဆိုတော့ဒီကားနေမပြင်ချင်ဘူးဆိုလို့ရှိရင်လည်း slicer ကိုရေးထားတဲ့အချိန်မှာကျွန်တော်ထပ်ပါမှာ slicer ပေါ်တယ်ပေါ့နော်အဲ slicer tab တွေကနေပြီးတော့မှဒီမှာရှိရ height ပေါ့နော် height ရဲ့ဝေးရကိုတူတူပေါ့ကိုစိတ်ကြိုက်ထားလို့ရတယ်ပေါ့နော်အဲစိတ်ကြိုက်ထားပြီးသွားပြီဆိုတော့သူ့ကိုနေရာလေးတွေရွှေ့ထားလိုက်မယ်နော်ကြည့်လို့မြင်တာရဲ့နေရာလေးတွေမှာတစ်ချက်ထားလိုက်မယ်အဲဆိုရင်နားလေးမှာကျွန်တော် slicer ၃ခုပေါ့နော်ဒီဟာလေးချက်ထားလိုက်ပြီကဲပြီးတဲ့အခါကျရင်ချက်ဒီမှာထည့်ရတဲ့ slicer တွေကိုကျွန်တော် align ပေါ့နော်တပြေးညီပြန်ပြီးတော့ချိန်ပေးလို့ရသေးတယ်အဲတော့ shift key လေးပဲဖြစ်ဖြစ် control ပဲဖြစ်ဖြစ်ကျွန်တော်ဖိမှတ်ပြီးတော့မှ align တွေကနေသူ့တစ်ချက်အလျားလိုက်ညီစေချင်တာဖြစ်တဲ့အတွက် align မြစ်တယ်ပေါ့ပြီးတော့ရင်တစ်ခုနဲ့တစ်ခုရဲ့ကြားအကွာဝေးလေးလည်းချက် align ချိန်မယ်အရင် Microsoft မှာသိတဲ့အတိုင်း distribute horizontally ပေါ့နော်ဒီလိုမျိုးလေးချိန်ထားလိုက်ပြီပြီးရင်အနောက်က grid line တွေချက်ရှုပ်နေတာဖြစ်တဲ့အတွက် grid line တွေကိုခဏဖျောက်ထားမယ်နော်အဲ့တော့ view တွေကနေပြီးတော့မှ grid line ကဲပြီးတဲ့အခါကျရင်ကျွန်တော်ဒီ slicer နဲ့ဒီ pivot နဲ့ဘယ်လိုဆက်သွယ်မှုရှိလဲဆိုရင်အဓိက filter လုပ်တဲ့ဟာပေါ့နော်အဲ့တော့ဒီကျွန်တော်ဒီ pivot table မှာဆိုလို့ရှိရင်ဒီ data လေးတွေရှိရပေါ့နော်ကိန်းဂဏန်းတွေရှိရအဲ့တော့ဟုတ်ပြီဒီကိန်းဂဏန်းလေးတွေတစ်ချက်ကြည့်ထားမယ်နော်အဲ့ item မှာချက် book ကိုရေးလိုက်မယ်ဆိုလို့ရှိရင်ကိန်းဂဏန်းလေးတွေကစာအုပ်နဲ့ပတ်သက်တဲ့ data တွေပဲပြောင်းသွားတယ်ပေါ့နော် eraser ဆိုလည်းဒီအတိုင်းပဲ pen တို့ pencil တို့ပေါ့နော်ဒါ filter လုပ်တာတစ်ခုတက်ပို့ပြီးတော့ filter လုပ်ချင်တယ်ဆိုရင်အပေါ်မှာရှိရမှာဒီ select ကိုချစ်ထားမယ်နှစ်ခုသုံးခုเนาะကိုစိတ်ကြိုက် filter လောက်ကြည့်လို့ရတယ်ပြန်ရှင်းမယ်ဆိုရင်ဒီဟာပေါ့ဒါကကျွန်တော်မနေ့တော့သိထားပြီးသားပဲဒီဟာလေးကချက်ပြန်နှွေးပေးတာပေါ့เนาะအဲ့တော့ကျွန်တော်အခုဆိုလို့ရှိရင် slicer လေးတွေထည့်ပြီးသွားပြီပေါ့နော် slicer ထည့်ပြီးသွားတဲ့အချိန်မှာအခုဒီမှာ book ကိုလုပ်မယ်ဆိုရင်ဒီမှာတန်ဖိုးတွေကပြောင်းလဲသွားတယ်တချို့တော့အခုဒီမှာထည့်ထားတဲ့ဒီ slicer နဲ့တချို့ရဲ့ pivot table နဲ့ကို link ဖြုတ်ချင်တယ်ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်အဲ့တော့ slicer ဖြစ်ဖြစ် pivot table ဖြစ်ဖြစ်ချိန်တဲ့ရတစ်ခုခုကိုထောက်မယ် slicer ဆိုရင် slicer tab နိုင် pivot table ဆိုရင် pivot table analyze tab ပေါ့နော်ဒီ slicer tab ကိုရွေးထားမယ် slicer tab ကိုနှိပ်လိုက်မယ်ပြီးတော့ဒီဒီမှာ slicer ရဲ့အုပ်စုထဲမှာနော် slider မှာ report connection ဆိုတာရှိတယ်ပေါ့နော်သူကတီးတန့်နော် slicer အပိုင်းမှာ report connection ရှယ်ရွေးလိုက်မယ်ပြီးတော့အခြေဒီနေရာမှာpivot table ဒီ pivot table လေးနဲ့ချိန်ထားပါတယ်ပေါ့ဒီချက်ဒါလေးအမှန်ချင်းဖြုတ်ပြီးတော့ okay လိုက်မယ်ဆိုရင်ခြေတော့ဒီမှာဘလောက်ပဲရွေးချယ်ဒီ slicer မှာကြိုက်တဲ့လောက် data တွေကို filter လုပ် pivot table ကပြောင်းလဲမှုရှိမှာမဟုတ်ဘူးเนาะဒါ connection ဖြုတ်ထားလိုက်လို့ဒါ pivot table နဲ့ slicer နဲ့အခုလို connection ရှိတယ်ပေါ့
ပြီးတော့လို့ရှိရင်နောက်တစ်ချက်ကကြတော့ဒီ slicer ထဲမှာပါတဲ့ဒီ button တွေပေါ့နော်button တွေကအခုဆိုလို့ရှိရင်အလျားလိုက်မှာကျတစ်ခုတည်းအပြည့်ဖြစ်နေတယ်ပေါ့သူ့တစ်ချက်တော့အခုလိုမျိုးအကွက်အသေးအတုံးလေးတွေ button လေး2ခု3ခုကက်ရက်ထားခြင်းနဲ့ဆိုလို့ရှိရင်ဒီ slicer tab ရဲ့ button အုပ်စုမှာလာပြင်လို့ရတယ်ပေါ့နော်အဲ့ဒီမှာဆိုရင် column မှာဆိုရင်2 column ထားလိုက်တယ်ဒါဆိုလို့ရှိရင်လိုမျိုး2 column ဖြစ်သွားမယ်3 column ဆိုလဲ3 column ပေါ့ဒါချေစိတ်ကြိုက်လာပြီးတော့ပြင်လို့ရတယ်ပြင်သူရဲ့ height တွေ width တွေပေါ့နော်ဒီထဲမှာထည့်ထားတဲ့ button တစ်ခုချင်းစီရဲ့ height တွေ width တွေပေါ့နော်ဒီဟာတွေကိုလည်းခြေစိတ်ကြိုက်ပြင်ပြီးလို့ရတယ်ပေါ့နော်ဒီလိုမျိုးလေးရှိတယ်ဒါလေးကကြတော့ slicer ထည့်တဲ့အပိုင်းပေါ့နော်အဲ့တော့တစ်ချက်timeline လည်းထည့်မယ်နော် timeline လည်းထည့်ပြမယ်အဲ့တော့ timeline မထည့်ခင်မှာကျတော့ဒီ slicer လေးကိုအရင်လုပ်ကြည့်အောင်နော်အဲ့တော့မနေ့ကသုံးခဲ့တဲ့ sales data file လေးကိုဖွင့်မယ်ပြီးရင် pivot table တစ်ခုစောင့်မယ်ပြီးရင်တချေတို့ကျိုင်းတဲ့တက်ရ feed တွေကိုကိုစင်ပြေတဲ့ column တွေထဲမှာထည့်မယ်ပြီးရင်အခုလို slicer လေးယူပြီးသွားမယ်ယူသွားလို့ရှိရင်တချေတို့ဒီမှာသူ့ align ချိန်တာတွေ width height ပြင်တာတွေလုပ်မယ်နော်ပြီးသွားတော့မှတချေတို့ timeline ထည့်မယ်နော်တခါတည်းအများကြီးပြောလိုက်ရင်ရှုပ်သွားမှာဆိုလို့တချေတို့ဒီအထိတစ်ဖြတ်အရင်လုပ်ကြည့်အောင်နော်အဲ့တော့တချေတို့အခု slicer တွေထည့်ပြီးသွားပြီပေါ့နော် slicer ထည့်ပြီးသွားပြီဆိုတော့တချေတို့ဒီဟိုစားပေါ့နော်ချက်တွေထပ်ပြီးတော့ဆွဲမယ်နော်ဖေဖိုးချက်လေးတွေထပ်ပြီးတော့ဆွဲမယ်အဲ့တော့ဒီမှာ slicer နဲ့ပတ်သက်ပြီးတော့ဒီမှာပေါ့နော် slicer tab ထဲမှာကျွန်တော် slicer နဲ့ပတ်သက်တဲ့ connection ချိတ်ဖြုတ်တာတွေ slicer style ထည့်တာတွေပြီးတော့ရင် slicer တွေကိုကျွန်တော်နေရာပြန်ချတဲ့ဟာတွေပြီးရင်ဒီ slicer ထဲမှာပါတဲ့ button တွေရဲ့ size တွေရဲ့ slicer တစ်ခုလုံးရဲ့ size ပေါ့နော်ဒါတွေကိုကျွန်တော် slicer tab ထဲမှာလာပြင်လို့ရတယ်ပေါ့နော်အခုကျတော့ကျွန်တော်ဒီမှာထည့်ရတဲ့ slicer လေး3ခုလုံးကိုခြေဖြတ်ထုတ်လိုက်မယ်နော်အဲ့တော့ shift ပြီးတော့ delete လိုက်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်ရဲ့ pivot table ကိုလည်းကျွန်တော်ပြင်မယ်ပေါ့နော်တော်ဒီနာလေးမှာနော်ခဏလေးပြီးတော့ကျွန်တော်ဒီက pivot table ကိုလည်းပြင်မယ်နော်အဲ့တော့ဒီမှာ pivot table analyze ကိုသွားမယ်ညာဘက်ခြမ်းမှာပြင်ဖို့အတွက်ဒီ field တွေရဲ့အောက်က area တွေမပေါ်တော့ဘူးပေါ့အဲ့တော့ကျွန်တော် field list ကိုပြန်ခေါ်ထားလိုက်မယ်ပြီးရင်ဒီနေရာမှာကျွန်တော်မသုံးတော့တဲ့ field တွေကိုဖိပြီးတော့အပြင်ကိုဆွဲထုတ်သွားပေါ့နော်ဆွဲထုတ်လဲရတယ်ဒီမှာရှိတဲ့ chat box တွေကိုအမှန်ချစ်ဖြုတ်လဲရတယ်ပေါ့နော်ပြီးတော့ကျွန်တော်ကဒီမှာရှိတဲ့ area တစ်ခုတည်းကဒီ field တွေကိုအခြား area ကိုဒီလိုလွယ်ကူကူဆွဲထည့်လဲရတယ်အခုတခါတည်းကျွန်တော် field အသစ်တွေနဲ့သွားမယ်နော်အဲ့တော့ pivot ချက်ဆွဲဖို့အတွက်ကျွန်တော်ပထမဆုံးဒီ data ကိုပဲဒီဆွဲရတဲ့ pivot table အခွန်မှာပဲဒီချက် pivot data လေးတွေပြောင်းလိုက်မယ်အဲ့တော့ပထမဆုံးဒီချက်တို့ row ထဲမှာ item သွားထည့်မယ်ပြီးရင်ဒီချက်တို့ဒီ column ထဲမှာcity ပေါ့နော် city သွားပြီးတော့ထည့်လိုက်မယ်ပြီးတော့ခြေတို့ values ထဲမှာ quantity တွေကိုခြေတို့ပေါင်းမယ်ပေါ့နော်ဒီလိုမျိုးလေး data လေးပြောင်းလိုက်တယ်အဲ့တော့ဘာဖြစ်လို့ပြောင်းလဲဆိုတော့ခြေတို့ကဒီလိုမျိုးလေးဒီ data ပေါ်မူတည်ပြီးတော့မှ pivot ချက်ဆွဲခြင်းလို့ပေါ့နော်အဲ့တော့စာအုပ်မန္တလေးမှာဘယ်နဲ့အုပ်နေပြည်တော်မှာဘယ်နဲ့အုပ်ပေါ့အစသက်ဖြစ်နော်တစ်ချက် Felix ရှုပ်နေမှာဆိုလို့ခဏဖြောက်ထားမယ်အဲ့တော့ pivot ချက်ဆွဲဖို့အတွက်ကျွန်တော်စာရှိတဲ့ set တစ်ခုကိုထောက်လိုက်မယ်ပြီးရင်ပေါ်လာတဲ့ pivot table analyze တွေကနေပြီးတော့အဲ့တော့ဒီချက် timeline တော့မပြောလိုက်ရသေးเนาะ timeline ဒါဆိုရင်ကျွန်တော်ဒီချက်မဆွဲခင်မှာ undo ပြန်ခေါ်လိုက်မယ်เนาะ control z အဲ့တော့ခုနကဒီဥစ္စာပေါ့เนาะချက် timeline ပြောဖို့ကျန်တယ်เนาะအဲ့ဒီနားလေးမှာစာရှိတဲ့ဟာကိုတစ်ခွက်ထောက်တာမယ်ပြီးတော့ pivot table analyze တွေကဒီချက် fader group ထဲမှာခုနက insert timeline เนาะဒါပြောဖို့ကျန်တယ်အဲ့ insert timeline ကိုနှိပ်လိုက်မယ်သူကကြတော့ခြေ timeline ကကြတော့ဒီခြေတို့ရဲ့ဒီ pivot table မှာဒါမှမဟုတ်ခြေရဲ့မူရင်း data မှာ data က date ဖြစ်တဲ့ data သူကရက်စွဲကိုပြပေးတာ timeline ကကြတော့အဲ့တော့ခြေ sales date ပေါ့နော် sales date တွေတစ်ခုပဲပေါ်တယ်ဒီခြေရဲ့မူရင်း data မှာဆိုလို့ရှိရင်အဲ့ sales date တစ်ခုပဲရက်စွဲပါတာမို့လို့အဲ့လေးတစ်ချက် okay လိုက်မယ်ဒါဆိုခြေတို့အခုလိုမျိုးလေး timeline လေးတစ်ခုကြာလာတယ်ပေါ့နော်အဲ့တော့ timeline လေးကိုခြေတို့ကြည့်ရအောင်သူ့ကိုခြေဒီနားလေးမှာသူ့ကိုလည်းအဲ့ဒီတိုင်းပဲပေါ့ခြေဒီမှာလာပြီးတော့မှအယောင်ပြောင်းတာတွေသူ့ရဲ့ဒီ format ပေါ့နော်သူ့ရဲ့ design နော် design မှာခြေ design လေးလာပြီးတော့ပြင်ထားပြီးလို့ရတယ်အဲ့တော့သူကကျတော့ရက်ဆွဲကိုအဓိကခြေတို့ filter လောက်တာပေါ့နော်အဲ့တော့ရှေ့မှာခြေတို့ရက်ဆွဲကိုရက်တွေကို filter လောက်ချင်တယ်ဆိုရင် slicer ကနေလုပ်လို့ရတယ်လို့မျိုး slicer ထက်ကိုရက်ဆွဲအတွက်ပို့ပြီးတော့ပြည့်စုံတိကျတဲ့ timeline ကိုသုံးလဲရတယ်ပေါ့နော်အဲ့တော့ timeline မှာလည်းခြေတို့ slicer လိုမျိုးပဲ timeline tab တစ်ခုပေါ်ပြီးတော့မှသူ့နဲ့ပတ်သက်ပြီးတော့ခြေတို့ width တွေ height တွေနေရာချတာတွေ design တွေ connection ဘယ်သူနဲ့ချိန်ထားလဲဒါတွေကိုခြေတို့ပြန်ပြင်လို့ရတယ်ပေါ့နော်
အဲ့ဒီနေရာမှာဆိုရင်ကျ month ရှိရပေါ့အဲ့နေရာမှာကျ years ကိုရွေးလိုက်မယ်အဲ့ဆိုရင်တရုတ်ထည့်ရတဲ့ data ပေါ်မူတည်ပြီးတော့မှ2023 2024 2025ဆိုပြီးတော့ပြရတယ်ပေါ့အဲ့ဆိုရင်2023ရဲ့ data 24အဲ့ဆိုရင်25မှာတော့မရှိသေးဘူးပေါ့နော်သူကကျတော့ကျတို့ကြိုပြီးတော့ခန့်မှန်းပေးတာပေါ့နော်အဲ့တော့ဒီမှာ2023 2024ပေါ့ year အလိုက်ကျတော့မကြည့်ချင်ဘူး quarter အလိုက် quarter ဆိုတာကျအရင်ကပြောခဲ့သလိုပဲတစ် quarter မှာဆိုရင်တကယ်လို့ဒီမှာ3လရှိတယ်ပေါ့နော်ဒီမှာဆိုရင် quarter 4ခုရှိတာဖြစ်တဲ့အတွက် quarter တစ် quarter တစ်ခုမှာ3လ January February March ဆိုရင် quarter 1April May June ဆိုရင် quarter 2ပေါ့နော်စသဖြင့်အဲ quarter တစ်ခုချင်းစီအလိုက်ကျတဲ့လိုမျိုး data လေးတွေကိုဘယ်နှလစာကြည့်မှလဲ6လစာကြည့်မှလားဒါဆိုလို့ရှိရင် quarter 2ခုဒါမှမဟုတ်ချေတို့ဘယ်6လစာမဟုတ်9လစာကြည့်မယ်အဲဆိုရင် quarter 3ခု quarter အလိုက်ကြည့်လို့ရတယ်လအလိုက်လည်းချေတို့ကြည့်လို့ရတယ်ဘယ်လပဲကြည့်ချင်တယ် January ပဲပြီးသွားရင် February ပဲချေတို့ဒီ data မှာလာပြီးတော့ပြောင်းမယ်နော် March လပဲ April လပဲဒါမှမဟုတ်2လကြည့်ချင်တယ် April နဲ့ Mayစသဖြင့်ပေါ့နော်ခြေတို့ရက်ဆွဲတွေပါလာတယ်ဆိုရင် timeline သုံးပြီးတော့ခြေတို့ filter လုပ်လို့ရတယ်အဲ့တော့ခြေတို့ဒီမှာအခုဆိုလို့ရှိရင် slicer လေးတွေလည်းထည့်ထားတယ်ခြေတို့ timeline လေးတစ်ခုလည်းထည့်ထားလိုက်ပြီနော်အဲ့ခြေတို့နောက်တစ်ခုထပ်ပြီးတော့သွားမယ်အဲ့အခုဒီမှာခြေတို့လုပ်ခဲ့တဲ့ timeline ကို filter လုပ်တာအကုန်လုံးရှင်းလိုက်မယ် clear filter ဒါဆိုရင်ငကို original data ရလာပြီ pivot table ပေါ့အဲ့တော့ကျွန်တော် pivot table ရဲ့ filter အုပ်စုမှာနောက်ဆုံးတစ်ခုကျန်တယ်အဲ့ဒါကတော့ filter connection ပေါ့နော်အဲ့ကျ filter connection ကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်အခုတစ်ချက်ရွေးထားတဲ့ pivot table လေးက pivot table 2ပေါ့အဲ့တော့ဒီ pivot table လေးနဲ့ဘာတွေနဲ့ connection ချိန်ထားလဲဆိုတော့ဒီမှာလာပြီးတော့မြင်ရတယ်နော်အဲ့ဆိုကျွန်တော်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီမှာထားရမယ်နားလေးမှာပဲထားလိုက်ပြီနော်အဲ့ကျွန်တော်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်သူမှာဒီ pivot table 2လေးကသူနဲ့ချိန်ထားတဲ့ connection က4ခုချိန်ထားတယ် customer type customer အမျိုးအစားတရားပေါ့ပြီးတော့ရင် item ရယ် page ချေတို့ payment ပေါ့နော်ပေးတဲ့ payment ရယ် sales date ရယ်ပေါ့ရက်စွဲရယ်ပါတကယ်လို့ချိန်ထားတယ်ပေါ့နော် connection လေးတွေချိန်ထားတယ်ဒီမှာချိန်တဲ့ဟာလေးတွေတစ်ခုချင်းချင်းတို့ဖြုတ်လိုက်မယ်ဆိုလို့ရှိရင် connection တွေအားလုံးကိုဖြုတ်လိုက်မယ်နော်လို့တလောက်ဖြုတ်လဲရတယ် okay လိုက်မယ်အဲဆိုချင်တို့ဒီမှာဘလောက်ပဲနေနေဒီ pivot table မှာဘာမှတက်ရောက်မှုမရှိတော့ဘူးပေါ့နော် connection ဖြုတ်လိုက်တာဖြစ်တဲ့အတွက်အဲ့တော့ချင်တို့ connection ဖြုတ်မယ်ဆိုရင် slicer ဆိုရင် slicer tab တွေကနေ report connection ကနေဖြုတ်လို့ရတယ်timeline ဆိုလို့ရှိရင်လည်း timeline တွေကနေ report connection ပေါ့ဒါမှမဟုတ်တကယ် pivot table ကိုထောက်ပြီးတော့မှ analyze တွေကနေ filter connection မှာဒီ pivot နဲ့ချိန်ထားသမျှအားလုံးကိုလာပြီးတော့ဖြုတ်တာတက်တာတွေစိတ်ကြိုက်ပြင်လို့ရတယ်ပေါ့နော်ဒါဆိုရင်တကယ်တော့အခုခုနက slicer 3ခုရှိနေတဲ့အနေအထားမှာတကယ်တော့ဒီ pivot table ကိုထောက်ပြီးတော့မှ insert timeline တွေ timeline ထည့်မယ် timeline တစ်ခုထည့်လိုက်မယ်ပေါ့နော်တစ်ခုပဲရှိတဲ့ date ကအဲ့တစ်ခုကိုထည့်မယ်ပြီးသွားရင်လို့သလိုလေး filter စမ်းကြည့်မယ်အဲ့ဒါပြီးသွားတဲ့အခါမှာကျတော့ filter connection တွေကနေပြီးတော့မှကိုယ်စိတ်ကြိုက်ပေါ့နော်လို့ဒီလောက်ဖြုတ်ချင်တဲ့ဟာကိုပဲဖြုတ်ပြီးတော့တက်ချင်တဲ့ဟာကိုတက်ထားမယ်ပေါ့နော်အဲ့တော့ filter အုပ်စုတွေကဒီနှစ်ခုကိုဆက်သွားမယ်နော်ပြီးတော့မှတကယ်တော့ pivot ချက်ဆွဲမယ်နော်အဲ့တော့တကယ်တော့အခု pivot table ကိုမူတည်ပြီးတော့မှကျွန်တော်ဆွဲရတဲ့ slicer တွေ timeline တွေထည့်ရတယ်ပြီးပြီဆိုတော့ဒီဟာလေးတွေအကုန်လုံးဖြတ်ထုတ်မယ်နော်အဲ့တော့အားလုံး select မှာဖြစ်တဲ့အတွက် shift သို့မဟုတ် control သုံးပြီးတော့ delete လိုက်မယ်ပေါ့ပြီးတော့လို့ရှိရင်ကျွန်တော်အခုတစ်ခါမလုပ်မလဲဆိုတော့ pivot ချက်လေးတွေဆွဲမယ်အဲ့တော့ကျွန်တော်ဒီ pivot table မှာထည့်ထားတဲ့မူရင်း fee တွေပေါ့နော်ဒီ data တွေကိုပါကျွန်တော်ပြောင်းမှာဖြစ်တဲ့အတွက် analyze တွေကိုသွားမယ်အဲ့ဒီကနေညာဘက်ချမ်းမှာ fee list ခေါ်မယ်ပေါ့နော်ပြီးကျတော့ဒီမှာထည့်ရတဲ့ဟာလေးတွေကိုဖိပြီးတော့အပြင်ကိုဆွဲထုတ်လိုက်မယ်နော်ချက်ပေါက်ကိုအမှန်ချင်းဖြုတ်လိုက်လဲရတယ်ပေါ့ဒီတစ်ခါကျတော့ချေတို့အရင်က data နဲ့မတူအောင်ခုနပြခဲ့တဲ့အတိုင်းပေါ့နော် rows တဲကိုကျ item သွားထည့်မယ်ပြီးရင် columns တဲမှာကျ city ထည့်မယ်ပြီးရင်ကျ values တဲမှာ quantity ထည့်မယ်ပေါ့နော်ဒီဟာလေးတွေကျထည့်ထားလိုက်ပြီးရင်ဒီရလာတဲ့ data တွေကိုမှကျချက်ဆွဲမယ်ပေါ့အဲ့တော့စာရှိတဲ့ sequence တစ်ခုကိုထောက်ပြီးတော့မှဒီ pivot table analyze တွေကနေပြီးတော့မှကျတို့ pivot ချက်ပေါ့နော် pivot ချက်ကိုသွားပြီးတော့ဆွဲမယ်ဒါရှိတဲ့ဟာလေးချက်ထောက်ထားလိုက်မယ် analyze ပေါ့နော် analyze တွေကနေချက်တစ်ခုဆွဲမယ်အရင်ဦးဆုံးဒီမှာပေါ့နော် two step ကနေပြီးတော့ချက်ဒီ pivot ချက်ပေါ့နော် pivot ချက်ကိုတစ်ချက်နှိပ်လိုက်မယ်
ဒီ pivot check ကခြေတို့ရိုး data တွေကိုချက်ဆွဲတိုင်းတူပဲပေါ့နော်အဲ့တော့ဒီနေရာမှာကျန်တဲ့ရာချက်ဆွဲလို့ရရဲ့ခြေအရိုးရှင်းဆုံးဖြစ်တဲ့ columns နဲ့ပြမယ်နော် okay လိုက်မယ်အဲ့တော့ရိုးချက်နဲ့ဘာကွာလဲဆိုတော့ pivot check က filter လုပ်လို့ရတဲ့အပိုင်းတစ်ခုသူက default အနေနဲ့ပို့ပါလာတယ်ပေါ့နော်အဲ့ဒီနေရာမှာဆိုရင်ခြေတို့မြို့3မြို့ရှိတယ်မြို့3မြို့လုံးကို legend နဲ့ပြထားတယ်အဲ့ဒီနေရာမှာခြေတို့ကြည့်ချင်တဲ့မြို့တစ်မြို့ကိုပဲကြည့်လိုက်မယ်ဖေးတာလိုက်မယ်ပေါ့နော်ဒါနှစ်မျိုးကြည့်မယ်ဆိုလဲနှစ်မျိုးပေါ့မန္တလေးနဲ့ရန်ကုန်โอเคလိုက်မယ်ပေါ့အခုလိုလေးဖြစ်သွားမယ်အဲ့တော့ကျွန်တော်ရိုးချက်ထဲမှာလဲဖေးတာလုပ်တဲ့အပိုင်းကပါတယ်ပေါ့ရိုးချက်မှာဆိုရင်ဒီအပေါင်းလေးနှိပ်ပြီးတော့မှသူ့ရဲ့အထဲမှာကျွန်တော်ဆိုအပေါင်းပေါ့နော်အပေါင်းရဲ့အပေါ်မှာကျွန်တော်စစ်တဲ့ပုံစံလေးတစ်ခုရှိမယ်နော်အဲ့စစ်တဲ့ပုံစံလေးကိုနှိပ်ပြီးတော့မှဖေးတာလုပ်လို့ရတယ်ပေါ့ဖေးဖို့ချက်မှာကြတော့တခါတည်းဖေးတာလုပ်လို့ရတဲ့အပိုင်းပါသွားတယ်ပေါ့နော်အဲ့ဒါလေးပဲအဲ့ဖေးဖို့ချက်တစ်ခုရလာပြီဆိုလို့ရှင်လဲသူ့ကိုကျွန်တော် format ပေါ့နော် format လေးတွေပြင်ပြီးတော့ချိန်လို့ရတယ်နောက်ခံ color လေးတွေပေါ့ဒီလိုမျိုးလေးတွေပေါ့နော်ပြန်ပြီးတော့သူ့ရဲ့ဒီ format tab ထဲမှာကျွန်တော်ဒီ selection ပေါ့နော် selection current selection အုပ်စုထဲမှာဆိုရင်ကျွန်တော် check ရဲ့နေရာပေါ့ check area ကိုပြန်ပြီးတော့ပြောင်းပေးတာမျိုးတွေပြီးရင် shape တွေထည့်တာတွေပေါ့နော် style ပြောင်းတာတွေပေါ့ဒါကတော့တစ်ချက်တို့ format ဆိုတဲ့အတိုင်းဒါတွေလုပ်လို့ရတယ်အဲ့တော့အခုတစ်ချက်တို့ဒီတဲမှာ field list တွေချက်ပြရမယ်ဒီ pivot table တွေက analyze တွေက field list ဒီ field list တွေမှာထည့်ထားတဲ့ဒီcolumn name တွေမှာမဟုတ်เนาะကျိုင်းတဲ့တက်ရာ column ကိုကျိုင်းတဲ့တက်ရာ field ကိုထည့်ပြီးတော့ရလာတဲ့ဟာကိုတစ်ချက်ထောက်မယ် analyze တွေကနေခြေတို့ pivot ချက်တစ်ခုဆွဲမယ်เนาะကျိုင်းတဲ့တက်ရာချက် design ဆွဲเนาะအဲ့လေးဆွဲမယ်ဆွဲပြီးတော့မှခြေတို့ dashboard တွေအတွက်အသုံးများတဲ့ form control ဆက်တင်မယ်เนาะအဲ့တော့ဒီ pivot ချက်လေးတစ်ချက်ဆွဲကြည့်အောင်အဲ့တော့ခြေတို့ဒီနေ့ရဲ့နောက်ဆုံးအနေနဲ့ form control တွေက option button သုံးတဲ့ဟာလေးသွားမယ်နော်အဲ့ချက်ဒီဟာလေးဖြတ်ထားလိုက်မယ်ဒီထဲမှာခြေဒီဟာလေးပေါ့နော်ဒီကအကောလုံးခြေ close ထားလိုက်မယ်ပြီးရင် Telegram မှာပို့ထားပေးတဲ့ form control option button ပေါ့နော်အဲ့ဒီ file လေးကိုခြေတစ်ချက်ဖွင့်လိုက်မယ်ဒီ file ထဲမှာဆိုလို့ရှိရင်ကျွန်တော်အခုလိုမျိုးလေးဒီ file ထဲမှာကျွန်တော် function နှစ်ခုသုံးသွားတယ်ပေါ့နော်အဲ့ဒါကျွန်တော်အရင်တစ်ခါသိခဲ့တဲ့ vlookup ပေါ့ download ရှာတာရယ် vlookup download ရှာပေးတဲ့ function လေးရယ်ဒီနေ့မှကျွန်တော်အသစ်ထပ်သိမဲ့ filter ပေါ့နော် filter ဆိုတဲ့ function လေးရယ်ပေါ့ကျွန်တော်အဲ့ဒီနှစ်ခုကိုတွဲပြီးတော့သုံးမယ်နော်အဲ့တော့ပြီးလို့ရှိရင်အဲ့ဒါကိုအပြင်ကိုကျွန်တော်ဒီ option button ပေါ့တနည်းအားဖြင့်သူ့ကိုကျွန်တော် radio button လို့လည်းခေါ်တယ်ပေါ့နော်ဒီအလုံးလေးတွေပြောတာ east ကိုနှိပ်ထားလိုက်တယ်ဆိုရင် east နဲ့ပတ်သက်တဲ့ data ကြီးပဲပြပေးတယ်west ဆိုလို့ရှိရင်ဒါ west နဲ့ပတ်သက်တာပေါ့နော် south ဆိုလို့ရှိရင်လည်းအဲ့လိုမျိုး north ပေါ့နော်အဲ့လိုမျိုးလေးတွေခြေတို့ဒါ form ကို control လုပ်တဲ့အပိုင်းလေးတွေပေါ့နော်အဲ့လေးတွေခြေတို့သွားမယ်အဲ့တော့ form control လုပ်ဖို့အတွက်ဆိုလို့ရှိရင်ကို့မှာခြေ developer tab ရှိဖို့လိုတယ်ပေါ့နော်developer tab မရှိသေးဘူးဆိုရင်မနေ့ကခြေလုပ်ပြသလိုပဲ ribbon bar ကိုဒီ tab ပါပေါ့နော်ကြိုက်တဲ့ tab တစ်ခုခု right click ထောက်ပြီးတော့မှ ribbon ကို customize လုပ်မယ်နော်အဲ့ဒီကနေ developer လေးကိုခြေတို့ခေါ်ထားလိုက်မယ်အဲ့တော့အခုဒီပြထားတဲ့အတိုင်းလေးလုံးမှာဖြစ်တဲ့တကြောင်မို့လို့အခြေတို့အရင်ဆုံးဒီမှာရှိတဲ့ data တွေကိုဖြတ်ထုတ်เนาะအဲ့ဒီထဲမှာရှိတဲ့ data ကိုအရင်ဆုံးဒီမှာပေါ့เนาะအပေါ် phone control လေးတွေကိုအရင်ဖြတ်လိုက်မယ် east တွေ west တွေပေါ့အဲ့တစ်ခုချင်းစီကိုဖြတ်မယ် keyboard မှာရှိတဲ့ control လေးကိုဖိထားမယ်မဟုတ်လို့ရှိရင်သူ့ကျရွေးတဲ့ပုံစံဖြစ်နေမှာအဲ့တော့ control လေးဖိထားပြီးတော့မှလေးခုလုံးမှတ်ပြီးတော့ delete လိုက်မယ်ပေါ့ပြီးသွားလို့ရှိရင်ခြေနောက်တစ်ချက်အနေနဲ့ဒီမှာရတဲ့အဖြေစာကြောင်းရှိရပါတော့အဖြေစာကြောင်းနဲ့ခြေတို့မှတ်လိုက်မယ်ပြီးရင်ခြေတော်ဒီမှာစာကြောင်းကအောက်မှာဘယ်နှကြောင်းရှိလို့ရှိမှအတိအကျမသိဘူးเนาะ south ဆိုလို့ရှိရင်သူကဒီမှာ3 4 5 6ကြောင်းပဲရှိရပေါ့ east ဆိုလို့ရှိရင်များချင်လဲများနေမှာအဲ့ကြောင့်ဆိုတော့ဒီရှိတယ်မှာရှိတဲ့လောက်စာကြောင်းအရေးအတွက်အားလုံးမှတ်ပေးမယ်အဲ့ control ရဲ့ shift ရဲ့ down arrow ရဲ့တစ်ချက်နှိပ်မယ်စာရှိတဲ့လောက်သူမှတ်သွားပြီနောက်တစ်ချက် control shift down arrow ထပ်နှိပ်မယ်ပေါ့နော်အဲ့တော့ရှိသမျှ row ပေါင်း10,48586 row လုံးမှတ်သွားပြီပေါ့နော်တဲ့နကို formula ရိုက်နေတဲ့နေရာနကို select မှတ်တဲ့နေရာကိုပြန်သွားချင်တယ်ဆိုရင် control backspace ပေါ့နော်အဲဆိုရင်ဒီ data တွေအားလုံးကိုတစ်ချက်ဖြတ်ထားလိုက်မယ်။ဘာနဲ့ရှင်းထားမလဲဆိုတော့ bound တွေပါအားလုံးရှင်းနေတာဖြစ်တဲ့အတွက် clear ကနေ clear all နဲ့ရှင်းထားလိုက်မယ်။ပြီးရင်ဒီမှာခြေတို့ form control နဲ့ချိန်ထားတဲ့ရတဲ့အဖြည့်တန်ဖို့ဒါကိုလည်းဖြတ်ထားလိုက်မယ်ပေါ့နော်။ပြီးရင်ခြေတို့မှာအပိုအနေနဲ့ဗာလေးရှိလဲဆိုတော့ဒီဇယားကွက်လေးတစ်ခုရှိတယ်။ဒီဇယားကွက်ကဘာလို့အတွက်ဆွဲထားရလဲဆိုရင်ခြေတို့ form control ကနေချိန်ပြီးတော့ထွက်လာမယ်ကိန်းကနန်း1 2 3လေးရဲ့အရှိအနောက်တောင်မြောက်ပါဆိုတဲ့စာလေးတွေကိုခြေချိတ်ဆက်ဖို့အတွက်ထည့်ထားပေးတာပေါ့နော်ကဲအဲ့တော့ခြေတို့အရင်ဦးဆုံးဒါတွေအကလုံးဖြတ်ပြီးသွားပြီဆိုလို့ရှိရင်ခြေတို့ဒီခုနက control လေးပေါ့နော်
ထည့်မယ် option button လေးတွေပေါ့နော် option button လေးတွေထည့်ဆွဲမယ်အဲ့တော့ပြီးရင် conditional format တွေက rule လေးတွေပါဖြတ်ထားလိုက်မယ်နော် rule တွေကျန်နေမှာဆိုလို့အဲ့တော့ဒီ rule ကဘာအတွက်သုံးခဲ့တဲ့ rule လဲဆိုရင်အောက်မှာအဖြေပါတဲ့ဟာကိုဘောင်လေးတွေနော်ဘောင်အတွက်သုံးတာအဲ့တော့ rule တွေကိုချင်းအရင်ဆုံး entire sheet တစ်ခုလုံး rule တွေကိုရှင်းထားလိုက်မယ်အဲ့တော့တကယ်တော့ option button လေးတွေမထည့်ခင်မှာဒီအထိအရင်ဖြတ်ထားမယ်နော်ဒီမရှုပ်ရအောင်ဒီအပေါ်မှာရှိရဲ့ option button ၄ခုကို control ဖိပြီးတော့ဖြတ်မယ်ဒီအကြောင်းမှတ်မယ်ရှိသမျှအောက်အားလုံးစဉ်းကျင်တယ်ဆိုရင်သုံးရတဲ့ shortcut key လေးက control ရယ် shift ရယ် down arrow ရယ် down arrow key နော် arrow တွေက down arrow အဲ့တော့ဒီ key သုံးလုံးတွဲနှိပ်ပြီးတော့အောက်ထိဆင်းသွားမယ်အောက်ထိရောက်သွားလို့အပေါ်ပြန်တက်ချင်တယ်ဆိုရင်တွဲနှိပ်ရတဲ့ key က control ရယ် backspace ရယ်အဲ့တော့ကျတော့ဒီဥစ္စာလေးတွေတွဲနှိပ်မယ်ပေါ့နော်နှိပ်ပြီးသွားရင်ဒါကိုဖြတ်မယ်အဖြေတွေဖြတ်ပြီးသွားရင်အိုမှာလာပြီးတော့ယူထားတဲ့ဟာကိုဖြတ်မယ်နော်၃ခုဖြတ်ရမယ်အဲ့တော့ဒီ၃ခုအရင်ဖြတ်မယ်နော်ဖြတ်ပြီးတော့မှကျတော့အသစ်ဆက်သွားမယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျတို့ဒီဖြတ်တဲ့ဟာတွေဖြတ်ပြီးသွားပြီဆိုတော့တကယ်တော့အရင်ဆုံး option button လေးတွေတွားပြီးတော့ထည့်မယ်အဲ့တော့ developer tab ထဲကိုတွားမယ်အဲ့တဲကနေပြီးတော့မှ insert အုပ်စုပေါ့နော်ဒီ control အုပ်စုထဲကနေပြီးတော့ insert ပေါ့နော်အဲ့ဒီ insert ထဲမှာနှစ်ပိုင်းပါတယ် form control နဲ့ active x control ပေါ့ခြေအခုသုံးမှာ form control သုံးမှာပေါ့နော်သူ့မှာဆိုရင်အခုသုံးပြမဲ့ option button တနည်းအားဖြင့် radio button ပေါ့ဒါတွေအပြင်ကိုခြေတို့ကဒီ chat box တွေပြီးတော့လို့ရှိရင်အခြားခြေတို့ဒီ group box တွေပေါ့နော် group ဖွဲ့တဲ့ဟာတွေပေါ့ဒီဟာတွေလည်းသုံးလို့ရတယ်အဲ့တော့အခုခြေတို့ဒီ option button လေးကိုပဲသုံးလိုက်မယ်ယူပြီးတော့ဖိဆွဲလိုက်မယ်နော်ပြီးတော့သူ့ကိုနာမည်ပေးမယ်ဆိုရင်ဒီမှာဒီနားလေးမှာတစ်ချက်ခါစာနဲ့ click ပြီးတော့မှနောက်ကစာတွေဖြတ်မှာဖြစ်တဲ့အတွက်ညာချမ်းဖြတ်မှာဆို delete နဲ့ဖြတ်မယ်နော်အဲ့တော့ခုနကအတိုင်းအရှိအနောက်တောင်မြောက်ပေါ့၄ခုပေးထားလိုက်မယ်နေ့ကျတော့ဒီမှာတစ်ခုချင်းစီကိုဖိပြီးတော့ဆွဲလဲရတယ်ဒါမှမဟုတ်တစ်ခုရပြီဆိုလို့ရှိရင် copy ပွားလိုက်လဲရတယ်ပေါ့နော်အဲ့တော့အရှိပြီးသွားပြီဆိုတော့ဒီဟာလေးကို was လို့ပေးထားမယ်ပြီးတစ်ခါကျအခုဆွဲရတဲ့ option button လေးပဲနောက်တစ်ခုထပ်ပွားမယ် control c control v ပေါ့နော်သူ့တစ်ချက် control လေးဖိပြီးတော့ထောက်မယ် control c v ပြီးလို့ရှိရင်သူ့ကိုတော့ကျရှေ့နောက်ဆိုတောင်ပေါ့နော်တောင်ဆို south လို့ပေးထားလိုက်မယ်ပြင်တရားလေးကိုပဲ control ဖိပြီးတော့ click မယ် control c control v ပေါ့ပြီးသွားရင်သူ့ကိုကျအနောက်ဆိုတော့မြောက်ပေါ့နော်အရှေ့နောက်တောင်မြောက်ဆို north နော် north ဆိုပြီးတော့ပေးထားလိုက်မယ်ပြီးရင်ဒီရတဲ့ option button လေးခုကစီစဉ်မကြနေပေါ့နော်မကြနေတာဖြစ်တဲ့အတွက်ကျွန်တော် align ချိန်ပေးမယ်ပေါ့နော် shape တွေဖြစ်တဲ့အတွက် shape format tab ထဲကိုသွားမယ်ပြီးတော့အဲ့ထဲကနေပြီးတော့မှကျတော့ align ထဲကိုသွားမယ်နော် align ထဲမှာ alignment တယ်ပြီးတော့တစ်ခုနဲ့တစ်ခုကြားအကွာဝေးချိန်မှာဖြစ်တဲ့အတွက် distribute horizontally ပေါ့နော်အဲ့လေးကိုဆက်သွားပြီးတော့နှိပ်ထားလိုက်မယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်ခုလိုမျိုးလေး align ချိန်ပြီးသွားပြီပေါ့နော် align ချိန်ပြီးသွားလို့ရှိရင်ကျွန်တော်နောက်တစ်ချက်အနေနဲ့နောက်ပြီးတော့ option button ဆိုတာကျွန်တော်ရွေးချယ်မှုတစ်ခုပဲလုပ်လို့ရတယ်ပေါ့နော်ဒီ၄ခုထဲမှာကျွန်တော် east ကိုရွေးရဆိုရင်ကျွန်တော်၃ခုကအလိုလိုလုံးလို့မရတော့ဘူးเนาะကျွန်တော်အဲ့ဒီအတိုင်းပဲ west ကိုရွေးရဆိုလို့ရှိရင်လည်း west ပေါ့အဲ့ဒီဥစ္စာပဲကျွန်တော်ရတယ်ပေါ့နော်ချက်ပေါက်နဲ့မတူတာကျတော့ချက်ပေါက်ကကျွန်တော်တစ်ခုထပ်ပို့ပြီးတော့ရွေးချယ်လို့ရတယ်တစ်ခုထဲလည်းရွေးချယ်လို့ရတယ်တစ်ခုထပ်ပို့ပြီးတော့လည်းရွေးချယ်လို့ရတယ်ပေါ့နော်အဲ့လိုလေးတွေရှိတယ်အဲ့တော့ကျတော့ဒီနားလေးမှာအခုဆိုလို့ရှိရင်ကျတော့ဒီမှာoption button တစ်ခုရွေးချယ်ပြီးသွားလို့ရှိရင်ရွေးချယ်လိုက်တဲ့ကဏ္ဍကပါလဲပေါ့အရှိကိုရွေးလိုက်တယ်ဆိုလို့ရှိရင် east ပေါ့နော်အနောက်ဆိုလို့ရှိရင်east ဆိုလို့ရှိရင်ကျတော့သူ့ရဲ့ကဏ္ဍက1ပေါ့ west ဆိုလို့ရှိရင်သူက2ပေါ့အဲ့လိုမျိုးလေးကျတော့အဓိကဆွဲထုတ်မယ်နော်အဲ့တော့ဒီနေရာမှာအဓိကသုံးရမယ့်အပိုင်းလာပြီကျတော့ developer tab တဲကဒီ insert ထဲကနေပြီးတော့မှ form control တွေသုံးပြီးတဲ့အခါကျရင်အဲ့ဒီထည့်လိုက်တဲ့ radio button တွေတနည်းအားဖြင့် option button တွေ chat box တွေ phone control ထည့်ရမယ်ပေါ့ဒါအဓိကပဲကျန်တဲ့ဟာတွေအလှလုပ်နေတာဒါတက်အရေးမကြီးပေါ့နော်အဲ့တော့ phone control ထည့်ဖို့အတွက်ကျွန်တော်သူ့ control လေးပြီးတော့တစ်ချက်ထောက်လိုက်မယ်ပြီးသူ့ပေါ်မှာ right click တစ်ချက်ထောက်ပြီးတော့မှ format control ပေါ့နော်ဒီဟာလေးတစ်ချက်နှိပ်မယ်ပြီးရင်သူ့ထဲမှာချက်ခုရေးထားတာက option button ဖြစ်တဲ့အတွက်သူ့မှာ value အနေနဲ့ and chat ပေါ့မရွေးချယ်ထားတာရယ်ရွေးချယ်ထားတာရယ်ဒါပဲရှိမယ်ပြီးတော့ cell link ပေါ့မရွေးချယ်ထားကိုရွေးချယ်ထားရဲဆိုလို့ရှိရင်တချို့ကဒီ east ကိုနှိပ်လိုက်တယ်ဆိုရင်1west ကိုနှိပ်လိုက်တယ်ဆိုရင်2ပေါ့အဲ့လိုကဏ္ဍလေးကိုဘယ်နာလေးလာပေါ်စီချင်တာလဲကိုပြောတာ cell link ဆိုတာကဒီနားလေးမှာလာပြီးတော့ထောက်ထားလိုက်မယ်နော်ကြိုက်တဲ့ location တစ်ခုပေးလိုက် okay လိုက်မယ်
ဒါဆိုတစ်ချက်ရဲ့ဒီ option button ကဟို uncheck ပေါ့နော်မရွေးချယ်ထားတဲ့အနေအထားဖြစ်နေပြီချက် east ကိုနှိပ်လိုက်တယ်ဆိုရင်ဒီနေရာမှာ1ဆိုပြီးတော့ပြောင်းမယ် west ဆိုလို့ရှိရင်2 south ဆိုလို့ရှိရင်3ပေါ့ north ဆိုလို့ရှိရင်ဒီမှာ4ဆိုပြီးတော့ပြောင်းမယ်နော်ဒါကတော့ form control ရဲ့သဘောတရားအဲ့တော့ကျွန်တော်ဒီအထီးကိုအရင်လုပ်မယ်နော်အဲ့ developer tab ခေါ်မယ် insert ထဲကနေ option button ၄ခုကိုဆွဲမယ်နာမည်၄ခုပေးပြီးလို့ရှိရင် form control နဲ့ကြိုက်နေတဲ့ location တစ်ခုကိုတွားချိတ်မယ်နော်ပြီးသွားရင်ကိုချိတ်တတာမှန်မယ်ကဏ္ဍနှိပ်ကြည့်မယ်ကဏ္ဍလေးတွေလိုမျိုးပြောင်းနေရမယ်နော်ဒါလေးတစ်ချက်ဆန်းကြည့်အောင်အဲ့တော့ကျတို့အခုဒီ format control ပေါ့နော် form control ပေါ့အဲ့ဒီဥစ္စာနဲ့ကျတို့ဒီမှာကဏ္ဍလေးလည်းထွက်လာပြီချိတ်ပြီးသွားပြီဆိုတော့ကျတို့ filter ဆိုတဲ့ function ကိုသုံးလို့ရပြီပေါ့နော်အဲ့ဒီနေရာမှာကျတို့အဖြည့်လိုချင်တဲ့အကွက်ကနေစမယ်ပေါ့နော်ကျတို့အဖြည့်လိုချင်တာ860ကွက်ပေါ့နော်အဲ့နော်ကျတော့ဖြစ်လို့ချင်တာကဒီA6 ပေါ့နော် A6 ကနေစတော့ဒါလေးချက်နှိပ်လိုက်မယ်ပြီးတော့လို့ရှိရင် equal filter function တွေသုံးတော့မယ်ပေါ့နော်အဲ့နေရာမှာ filter filter အဲ့တော့ filter function ဆိုပေမဲ့သူ့ထဲမှာ parameter အများကြီးမပါဘူး၃ခုပဲရှိရဲ array ရယ် include ရယ် if empty ရယ်ပေါ့နော်အဲ့တော့ကျတော့ array ကိုသွားမယ်ပေါ့နော် array ဆိုတဲ့နေရာမှာကျတော့ဒီ data array ပေါ့နော် array တစ်ခုလုံးကျတော့ select မှတ်ပေးရမယ်အဲ့တော့ဒီ to row ကနေစပြီးတော့ data ရှိသလောက်ကိုမှတ်မယ်ပြီးရင်သူကလည်းအောက်ကိုကျတော့ဆင်းပြီးတော့မှတ်မှာဖြစ်တဲ့အတွက်ဒီ data address ဆွဲသွားလို့ရတယ်ကို address ဆွဲတာမငြိမ်ဘူးဆိုတော့တချောင်းမှတ်လိုက်ပြီးတော့ control shift down arrow အားလုံး select ဝင်သွားပြီဆိုရင် control နဲ့ backspace နဲ့တွဲနေမယ်ပေါ့နော်ပြီးတဲ့အခါမှာကျတော့ဒါ array ပိုင်းပြီးသွားပြီပြီးရင်အဲ့ဒီ array ကိုကျတော့မရွေးစေချင်တာဖြစ်တဲ့အတွက် function key F4 လေးနှိပ်ပြီးတော့ lock ခတ်ထားလိုက်မယ်နော်ကဲပြီးလို့ရှိရင်နောက်တစ်ပိုင်းသွားမယ်နောက်တစ်ပိုင်းကျတော့ကျတော့ array ပိုင်းပြီးတဲ့အခါမှာဘာပိုင်းလဲဆိုလို့ရှိရင် include ပေါ့ include ဆိုတာကျတော့မြန်မာလိုအဓိပ္ပာယ်ဆိုပါဝင်တာပေါ့နော်အဲ့တော့ပါလားပေါ့ဒီ array ထဲမှာဒီ data ပါလားဆိုပြီးတော့ကျတော့သွားပြီးတော့စစ်မယ်ပေါ့နော်အဲ့တော့ include ဆိုတဲ့နေရာမှာကျတော့ဘယ် data ပါမလဲဆိုလို့ရှိရင်ဒီ column ပေါ့နော်ဒီ column တောက်ပြီးတော့ထည့်ပေးလိုက်မယ်ကျတော့ဒီမှာတိုက်စစ်ရမယ် east တွေ west တွေပေါ့နော်ဒီ column ကိုသွားစစ်မယ်အဲကြောင့်မလို့စာရှိတဲ့ circle တစ်ခုကိုထောက်လိုက်မယ်တော့တစ်ကွက်ပဲပေါ့နော်ကျွန်တော် region တစ် column ပဲထောက်လိုက်မယ်ပြီးတော့ရင် control ရဲ့ shift ရဲ့ down arrow ရဲ့နှိပ်မယ်အဲ့တော့ဒီ region column က east တွေ south တွေစာအားလုံး select ဝင်သွားပြီဆိုရင်ငါကို formula ကိုပြန်တက်မယ် control backspaceပြီးလို့ရှိရင်ဒီနေရာမှာကျွန်တော်ဒီရေးရတဲ့ set address တွေ lock ခတ်မယ် function key F4 နှိပ်မယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ကဒီဥစ္စာတွေပါလားဆိုပြီးတော့စစ်မယ်ဒီဥစ္စာတွေဘယ်မှာပါမလဲဆိုရင်တဲ့ပုံမှန်ဆိုလို့ရှိရင်ဒီ array ထဲမှာဒီ data တွေပါလားဆိုပြီးတော့စစ်လိုက်ရင်ရတယ်ပေါ့ဒီနေရာမှာကျတော့ကျွန်တော် phone control နဲ့ချိန်သုံးတာဖြစ်တဲ့အတွက်ဒီရေးထားတဲ့ west တွေ east တွေက phone control ထဲမှာနှိပ်ထားတဲ့နဲ့တူရဲ့လားကျတော့သွားပြီးတော့တိုက်စစ်မယ်။ဘာကြောင့်လဲဆိုတော့ east နှိပ်လိုက်တယ်ဆိုရင် data ကနေ east ဆွဲ data တွေသူကစစ်ထုတ်ပြရမယ်။ west ကိုနှိပ်လိုက်တယ်ဆိုရင် west ဆွဲ data တွေပြရမယ်။အဲ့တော့ခုနကဆွဲလိုက်တဲ့ option button နဲ့ချိတ်ဆက်မှုရှိနေရမယ်ပေါ့နော်။အဲ့ဒါကြောင့်ဒီ A ထဲမှာမှတ်ထားတဲ့ west တွေ east တွေစကားလုံးတွေနဲ့ညီရဲ့လားပေါ့နော်။အဲ့ဒါဆိုရင်နားလေးမှာ equal နှိပ်လိုက်မယ်ပေါ့နော်ညီရဲ့လားဆိုပြီး equal နှိပ်လိုက်မယ်ပြီးတော့လို့ရှိရင်အဲ့နေရာမှာကျတော့ဘာနဲ့ထပ်စစ်မလဲဆိုလို့ရှိရင် vlookup နဲ့သွားပြီးတော့စစ်မယ်ပေါ့နော်အဲ့တော့ equal ရေးမယ် vlookup v look up vlookup ပေါ့နော်အဲ့တော့ vlookup ဆိုတဲ့နေရာမှာကျတော့ကvlookup function နဲ့တွားပြီးတော့စစ်မယ်နော် vlookup function နဲ့တွားပြီးတော့ဆွဲထုတ်မယ်အဲ့တော့ဘာတွေကိုဆွဲထုတ်မှာလဲဆိုတော့ဒီ O1 ထဲမှာရေးထားတဲ့ဒီထွက်လာတဲ့ကဏ္ဍတွေပေါ့ကျတော့ east ကိုရေးလိုက်နေရာမှာ1 west ကိုရေးလိုက်ရင်ဒီနေရာမှာ2ပေါ့နော်ဒီမှာကျတော့ကျတော့ကိန်းကနန်းပဲဖြစ်နေတာကျတော့ဒီမှာခုနဆွဲထုတ်ထားတဲ့ A column မှာကျတော့စာတွေပေါ့နော် west တွေ east တွေဆိုတဲ့စာတွေအဲ့တော့တခါကြောင့်မလို့ကျတော့ vlookup လေးခံပြီးတော့ဒီကိန်းရိုက်တယ်ဆိုလို့ရှိရင်ဒီစာထွက်ပါဆိုပြီးတော့ vlookup လေးနဲ့တခါဆွဲထုတ်မှာပေါ့နော်အဲ့ကြောင့်မလို့ဒီကိန်းလေးရှာလိုက်တယ်ပြီးတော့ရင်ခေါ်မှာពេលနောက်တစ်ခုက table array ပေါ့နော် table array နေရာမှာတစ်ချက်တော့ဒီဥစ္စာလေးနဲ့သွားပြီးတော့ထည့်ပေးမယ်ပြီးရင်ခေါ်မှာခြေတို့လိုချင်တာကကိန်းကနန်းလိုချင်တာမဟုတ် east တွေ west တွေလိုချင်တာဖြစ်တဲ့အတွက်ခြေတို့ရေးထားတဲ့အထဲမှာ2 column မြောက်ပြီးတဲ့အခါကျရင်ခေါ်မှာပြီးတော့ရင်ခြေတို့ကအတိအကျလိုချင်တာဖြစ်တဲ့အတွက် false ကိုရွေးလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ခြေလက်တဲ့ကွင်းပိတ်ပြီးတော့မှခေါ်မှာ
ပြီးတော့ခြေတော့ filter ရဲ့နောက်ဆုံးပိုင်းရောက်သွားပြီပေါ့နော် if empty အဲ့တော့ဆဲကွက်က data မရှိဆိုလို့ရှိရင်ခြေတော့ empty ဖြစ်လာပေါ့နော် empty ဖြစ်လာဆိုပြီးတော့ခြေတော့သွားစစ်မယ်အခါကျလို့ရှိရင်ခြေတော့တပည့်ကုတ်ပဲရေးမယ်နော်တပည့်ကုတ်ကဲ empty cell လို့ဖြစ်တယ်ဆိုရင်တပည့်ကုတ်ပဲရေးလိုက်မယ်ပြီးတော့ filter ကို green ပိတ်ပြီးတော့ and ထားလိုက်မယ်အဲ့ဆိုရင် south ကိုရေးရဲဆိုရင် south နဲ့ပတ်သက်တာထွက်လာတယ်အဲ့ဆိုရင် east အဲ့ဆိုလို့ရှိရင် west ပေါ့လောဆယ်တော့ကျွန်တော်ရှုပ်နေလိမ့်မယ်နော်ဒီအတိုင်းလေးပဲတစ်ချက်ကူထားလိုက်ပြီးတော့ချက်နောက်တစ်ခေါက်ပြန်ရှင်းပြပေးမယ်နော်ဒီထည့်ရင်လုပ်ကြည့်အောင်အဲ့ဆိုရင်ကျွန်တော်ဒီ function name လေးကိုကြည့်ပြီးတော့ရိုက်လိုက်တယ်ဆိုလို့ရှိရင်တော့အဖြေထွက်လာတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်သူ့ရဲ့အလုပ်ပုံလေးပြန်ပြောပေးမယ်နော်အဲ့တော့ filter မှာဆိုလို့ရှိရင်ကျွန်တော်အပိုင်း၃ပိုင်းရှိတယ် array ရယ် include ရယ် if empty ရယ် array အပိုင်းကတော့ကျွန်တော်ရှင်းတယ်ပေါ့နော်အဲ့နားလေးမှာကျွန်တော်တစ်ချက်သွားလိုက်မယ်နော်အဲ့တော့ array နေရာမှာတော့ကျွန်တော်ရှင်းတယ် array ပိုင်းကကြတော့ကျွန်တော်သုံးမဲ့ array တစ်ခုလုံး data range တစ်ခုလုံးဆက်လက်ပေးလိုက်ရုံပဲเนาะကျဲဒီနေရာမှာခေါင်းစဉ်တည်တံ့တစ်ခုထုတ်ထားပြီးသားပေါ့เนาะအဲအကြောင်းမလို့ခေါင်းစဉ်ကိုကျွန်တော်မှတ်စရာမလိုတော့ဘဲနဲ့ဒုတိယအကြောင်းလေးကနေစမှတ်လိုက်တယ် data ရှိသမျှ40အကြောင်း40လုံးတစ်ချက်မှတ်လိုက်တယ်ပေါ့ပြီးတဲ့အခါဒီ cherry ရဲ့ဒီဟာလေးကိုပေါ့နော် cell range လေးကိုဒီ cell address လေးမရွေးချင်တာဖြစ်တဲ့အတွက် function key f4 နှိပ်ပြီးတော့မှပုံတည်ထားလိုက်တယ်ပေါ့နော်ဒီအပိုင်းလေးတော့တီးတယ်ဘာမှရှုပ်မှုမရှိဘူးပေါ့နော်ပြီးတော့နောက်ဆုံး if empty ရတယ်ဘာမှမရှိဘူး cell ကအလွတ်ဖြစ်နေတယ်ဆိုရင် double quote လေးနဲ့ကျဲတို့space ပဲထားလိုက်တယ်ပေါ့နော် cell ကအလွတ်ဆိုရင်အလွတ်အတိုင်းလေးပဲဘာမှမပြနဲ့ဆိုပြီးတော့ထားလိုက်တဲ့အပိုင်းလေးကျဲတို့အလယ်မှာပဲ include ဆိုတဲ့အပိုင်းလေးမှာနည်းနည်းလေးများသွားတယ်ဆိုတော့ရှုပ်တယ်လို့ဖြစ်သွားပြီမဲ့ကျဲတခုချင်းပြန်ပြပေးမယ်နော်အဲ့တော့ include မှာကြတော့ဒီ array ထဲမှာဘာ data ပါရမလဲဆိုပြီးတော့စစ်လိုက်တာဒီချေတို့ကအခု option button နဲ့စစ်ထားတာကအရက်၄မျက်နှာကိုစာသားနဲ့ရေးထားတယ်ပေါ့နော်ဒီစာသားတွေပါရဲ့လားချေတို့နှိပ်လိုက်တဲ့ option ကဒီစာသားတွေနဲ့တူရဲ့လားဆိုပြီးတော့သွားစစ်ချင်တာအဲ့ဒါကြောင့်မို့လို့စာသားရှိတဲ့ array ထဲကစာသားရှိတဲ့ column တစ်ခုကိုအရင် select ပေးလိုက်ရတယ်ပုံမှန်ဆိုရင်ကျတော့ဒီအဆင့်မှာတင်ပြီးတယ်ဒါပေမဲ့ကျတော့အခု option button နဲ့ချိန်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ east ကိုနှိပ်လိုက်ရင်ကျတော့ east ဆိုစာသားကြီးထွက်မလာဘဲနဲ့1ထွက်လာတယ် west ကိုရေးထားရင်2ထွက်လာတယ်ပေါ့အဲ့ဒီအတွက်ကြောင့်မို့လို့ကျတော့ဒီမှာဒီဘက်ခြမ်းမှာမှတ်ထားတာစာသားအဲ့ equal to ရဲ့နောက်ဘက်ခြမ်းထွက်လာတဲ့ဟာလဲစာသားပဲဖြစ်ရမယ်အဲ့တော့စာသားဆိုမှသာသူကတိုက်စစ်လို့ရနေမှာပေါ့အဲ့တော့စာသားထွက်လာနိုင်အောင်လို့တချို့ကကြိုပြီးတော့ကိန်းကနန်းနဲ့1ဆိုရင်အရှိပါ2ဆိုရင်အနောက်ပါဆိုပြီးတော့ဇာတ်ကွက်အသေးလေးတစ်ခုဖန်တီးခဲ့တယ်အဲ့တော့တချေတို့ရဲ့ခုနကနှိပ်လိုက်တဲ့ရွေးချယ်လိုက်တဲ့အဖြေတွေက O1 မှာလာပြီးတော့ပေါ်တယ်ပေါ့အဲ့ဒီအဖြေတွေနဲ့တချေတို့ဖန်တီးထားတဲ့ဇာတ်ကွက်ကဟာနဲ့သွားတိုက်စစ်ပြီးတော့မှ1တွေ2တွေမဟုတ်တော့ဘဲနဲ့တူညီရာစာသားလေးတွေကိုဆွဲထုတ်လာပြီးတယ် VLOOKUP ကထုတ်လာပြီးတယ်ပေါ့နော်အကြောင်းမို့လို့ VLOOKUP နဲ့ဒီ O2 တွေရတဲ့မှာ O1 တွေရတဲ့မှာ2ဆိုလို့ရှိရင်ကဲဒါဆိုရင် west ဆိုစာသားလေးထွက်လာမယ် south ကိုရတဲ့အချိန်မှာဒီမှာ3ဆိုရင်south ဆိုတဲ့စာသားလေးက VLOOKUP နဲ့ထွက်လာတယ်ဟုတ်မဟုတ်တကယ်လို့ဒီရေးထားတဲ့ function ကိုအစအဆုံး select ပေးပြီးတော့ function key F9 နေလိုက်မယ် trace လိုက်မယ်ပေါ့2ရတာဖြစ်တဲ့အတွက်2လို့လာမပေါ်နေဘူးဇာတ်ကွက်နဲ့ချိန်လိုက်တဲ့အတွက်စာသားထွက်လာတယ်ပေါ့ဒီကထွက်လာတဲ့စာသားနဲ့ table မှာပေးထားတဲ့ column ကစာသားနဲ့တူရဲ့လားတူတယ်ဆိုတော့မှသူက filter စစ်ထုတ်ပြီးတော့ဖော်ပြမှာမတူရင်မဖော်ပြဘူးပေါ့အဲ့တော့တူတဲ့ဟာတွေကိုပဲသူကရွေးပြီးတော့ဖော်ပြသွားတယ်ဆိုတဲ့သဘောပေါ့နော်ရှုပ်တယ်လို့ဖြစ်ပေမဲ့ channel function ကို၃ပိုင်းခွဲလိုက်တဲ့ array ပိုင်းနောက်ပိုင်းရှင်းရှင်းလေးပဲအလယ်ပိုင်းကလည်း column နဲ့VLOOKUP နဲ့ဆွဲထုတ်လိုက်တယ်။ဘာကြောင့်ဆွဲထုတ်လဲကိန်းကနန်းဖြစ်နေလို့စာသားထွက်ရအောင်ဆွဲထုတ်လိုက်တဲ့အပိုင်းလေးပေါ့နော်။အဲ့ဒါလေးပဲ။ဒါဆိုရင်တချို့ကဒီမှာဆိုရင်ဆွဲထုတ်တာတော့ဆွဲထုတ်လိုက်တယ်ဒါပေမဲ့အရှိလိုမျိုးတစ်ခုလေးလုပ်ဖို့ကြံနေသေးတယ်ပေါ့နော်အဲ့ဒါကဘာလေးလဲဆိုတော့ခြေတို့ဘောင်ခတ်ဖို့ကြံနေတာပေါ့အခုဆိုလို့ရှိရင်ဘောင်ကြီးမပါနေဘူးအဲ့တော့ခြေတို့ဘောင်ခတ်မယ်နော်အဲ့တော့ခြေတို့ဘောင်ခတ်ဖို့အတွက်ဆိုလို့ရှိရင်အရင်ဦးဆုံးခြေတော့ဒီခုဘောင်ခတ်ရမှာကြတော့ data တွေခြေတော့အတိအကျမသိနေဘူး east ဆိုလို့ရှိရင်လည်းဒီလောက်ထိရှိနေတာ west ဆိုလို့ရှိရင်လည်းဒီလောက်ထိတူလေးပဲရှိနေတာပေါ့အဲ့အကြောင်းမို့လို့ဒီခြေတို့ကအတိအကျမသိနေတာဖြစ်တဲ့အတွက်ခုနက select မှတ်ခဲ့တဲ့အတိုင်းဘောင်စပြီးတော့လိုချင်တဲ့တခြားအောင်မှတ်မယ်ချက်ခေါင်းစဉ်ကနေစလို့ချင်းခေါင်းစဉ်မှာမှတ် data ကနေစလို့ချင်း data ကိုမှတ်နော်မှတ်ပြီးတဲ့အခါဒီခြေတို့ကဟိုအောက်ထိကိုသွားချင်တာဖြစ်တဲ့အတွက် control shift down arrowအဲ့ဆိုရင်စာရှိတဲ့လောက်ပဲဝင်သွားမယ် control shift down arrow အားလုံးဝင်သွားမယ်เนาะပြီးသွားရင် control backspace အဲ့ဆိုရင်အားလုံးဒီမှာ range တစ်ခုလုံးဝင်သွားပြီဆိုလို့ရှိရင်ဘောင်ကိုဒီတိုင်းသွားခတ်လိုက်တယ်ဆိုရင်တော့ဒီချေတို့က row 10သိန်းကျော်လုံးသွားပြီးတော့ဝင်နေမှာပေါ့အဲ့ဒါကြောင့်
conditional format နဲ့ condition စစ်ပြီးတော့မှခတ်မယ်ပေါ့နော်ဒီနေရာမှာချက်ဒီမှာ all border လာပြီးတော့လုပ်လိုက်တယ်ဆိုရင်အားလုံးအဲ့လိုမျိုးကြီးဖြစ်သွားမှာအဲ့ဒါချက်တော့မှတ်ပြီးတော့ conditional format ဒီထဲကိုသွားမယ်ပြီးတော့ရင် new root ထဲကိုသွားမယ်ပြီးတော့ရင်တစ်ချက်တို့ formula သုံးမယ်အဲ့တော့သုံးရမယ့် formula ကဘာလေးသုံးမလဲဆိုလို့ရှိရင် equal to ပြီးတော့ရင်တစ်ချက်တို့အခု select စမှတ်ထားတာ h6 ကနေမို့လို့ h6 ကနေအဲ့တော့ဘာသွားစစ်မလဲဆိုရင် h6 ကနေစပြီးတော့မှအဲ့ခြေတို့ဒီ data တွေကမရှိတဲ့ data မဖြစ်ရအောင် data ရှိတဲ့နေရာပဲဖြစ်ရမယ်ပေါ့အဲ့ကြောင့်ချက်ဒီနေရာမှာသုံးမှာက design လေးသုံးမယ်ဒါလေးကless than greater than ဒီ less than greater than သင်္ကေတလေးကမတူညီရဘူးလို့ပြောလိုက်တာเนาะဘာနဲ့မတူညီရဘူးလဲဆိုရင် just space နဲ့မတူညီရဘူးပေါ့နော်မတူညီဘူးပေါ့အဲဆိုရင်ဇီကတဏှာဖြစ်ပြောမယ်ဆို space နဲ့မတူညီရအလွတ်မဖြစ်ရဘူးစာရှိရမယ်ပေါ့စာရှိတယ်ဆိုရင်ဘာလို့မှလဲကိုစိတ်ကြိုက် format သွားထည့်လို့ရပြီအဲချက်ဘောင်လေးထဲမှာဆိုတော့ border ထဲကိုသွားမယ်အပြည့်ပေါ့နော်ပတ်ပတ်လဲ outline ကိုယူပြီးတော့ okay လိုက်မယ်ဒါလေးကိုလည်း okay လိုက်မယ်ဒါဆိုရင်သူကစာရှိတဲ့လောက်ပဲကျတို့ဘောင်လေးတွေရွှေ့ခတ်သွားတယ်ပေါ့စာမရှိတဲ့နေရာလေးမှာတော့မပြဘူးပေါ့နော်အဲဆိုရင် charity သင်ခန်းစာလေးကနေအသက်အနေနဲ့ဘာတွေသိလာလဲဆိုလို့ရှိရင် beta ဆိုတာသိလာတယ် beta က parameter 3ခုပါပြီးတော့ data တွေကိုစစ်ထုတ်ဖို့အတွက်သုံးတဲ့ data ပိုင်းပြီးသွားရင်နောက်တစ်ချက်တို့ developer tab တွေကနေပြီးတော့မှ option button ပေါ့အရင်တော့အခါမှမသုံးခဲ့ဘူးတဲ့ပုံစံလေး option button လေးတွေထုတ်ပြီးတော့ကျွန်တော်ဆွဲတယ်အဲ့အပိုင်းပေါ့နော် VLOOKUP ကတော့အရင်တည်းကသိခဲ့တယ်ပြီးရင်နောက်တစ်ချက်ကကြတော့ဒီနေရာမှာဆိုလို့ရှိရင်ဒီဘောင်လေးတွေပါသွားတယ်ပေါ့နော်ဘောင်လေးတွေကိုရိုးလုံနေကြအတိုင်း font အုပ်စုတွေကဘိုးတာနဲ့မခတ်ပဲနဲ့ condition စစ်ပြီးတော့မှခတ်တယ်ပေါ့ conditional formatting ပေါ့နော်ဒီအပိုင်းလေးတွေပါသွားတယ်အဲ့ဆိုရင်ကျွန်တော်အခုဘာလုပ်မလဲဆိုတော့ခုနကစစ်ထုတ်တဲ့အပိုင်းပြီးသွားပြီဆိုတော့ select မှတ်မယ် control shift down arrow မှတ်ပြီးသွားရင် condition စစ်မယ်အဲ့ဒီ condition လေးကိုပြန်စဉ်းစားကြည့်နော် data ရှိရမယ်ဆိုဘယ်လိုလေးစစ်လဲစစ်ပြီးတော့ format တွေမှာဘောင်ခတ်လိုက်မယ်အဲ့လေးပြင်ရပြီနော်အဲ့လေးလုပ်ပြီးသွားလို့ရှိရင်ပြီးတဲ့သူကနားလို့ရပြီမေးဆက်ရှိရလို့ကမေးလို့ရတယ်နော်